ငါတက်ထိုင်လိုက်တယ်ကိုယ်ထဲကပျော်ရွှင်မှုကိုဖိနှိပ်ပြီးအဝတ်ဝတ်ပြီး Captain ရဲ့အခန်းကနေထွက်လာခဲ့တယ် Strategist Elena ကိုခေါ်ပြီး Infinite Conversion အခွင့်အရေး၃ခုအကြောင်းပြောပြလိုက်တယ် ဘာကိုရွေးသင့်လဲငါ backpack ထဲကပစ္စည်းတွေကိုကြည့်လိုက်တယ် Elena ရဲ့ strength ဉာဏ်ကလုံးဝအမြန်ဆုံးလည်ပတ်သွားပြီးပင်လယ်မြေပုံကိုလက်ညှိုးထိုးပြီးစကားတစ်လုံးချင်းပြောလိုက်တယ် Storm Cores ကိုရွေးပါ ဒီဟာကအဆင့်မြင့်ဖန်တီးမှုတွေအတွက်အတားအဆီးဖြစ်နေတဲ့အဓိကပစ္စည်းတန်ဖိုးမရှိတော့အောင်အရေးကြီးပြီးဈေးကွက်မှာလုံးဝမရနိုင်ဘူးငါပြုံးလိုက်တယ်တူညီတဲ့ဉာဏ်ကြီးတွေတူညီတဲ့အတွေးပဲထွက်တတ်တယ်အတွေးတစ်ချက်နဲ့ Storm Cores ပြီးပြီ ငါအသက်ရှူတစ်ခါယူပြီးဘာကအောက်ဆုံးက Epic Construction Blueprint ကိုထုတ်ပြီးစပွဲပေါ်တိုက်ချလိုက်တယ် Will Leviathan တစ်စီးလုံးဖန်တီးမှုစတင် Rumble တင်မောတစ်စင်းလုံးခရမ်းရောင်အလင်းထွက်ပြီးအရင်ထက်ပိုမိုတောက်ပသွားတယ်တင်မောကအရှိအကျယ်တိုးလာပြီးတစ်သားပိုင်းတွေအားလုံးကိုမပျက်စီးနိုင်တဲ့မဲရောင်ရွှေတန်ချက်တွေနဲ့အစားထိုးသွားတယ်ဘေးဘက်တွေမှာလေးလံတဲ့တနက်ကြီး30လုံးအလိုလျောက်မြားတိုင်3ခုရှေ့ဘက်မှာအယိုးပုံစံတန်မောင်းတိုင်တစ်ခုကြီးထွားလာတယ်10မိနစ်အကြာ150မီတာရှည်40မီတာကျယ်တဲ့ Epic Rank စစ်တင်မောကြီးပင်လယ်ပေါ်ကိုထွက်ပေါ်လာတယ် Durability 20 Armor 50 Ramming 100 Deck ပေါ်မှာအားပေးတံတွေမိုးကောင်းကင်လန်းမလောက်ပောက်ကွဲသွားတယ်ဒီတင်မောနဲ့ဆိုဒီပင်လယ်မှာဘယ်သူမှမကြောက်တော့ဘူး Elena က Control Console ကိုလက်ညှိုးထိုးပြီး တင်မောက upgrade ဖြစ်ပြီးသားပေမဲ့ Soul Life မရှိသေးဘူးအမျက်များတဲ့စိုက်ပျိုးရေးလုပ်ဖို့ဒီဟာလိုတယ်သူမလက်ညှိုးကမြေပုံပေါ်ကနေရာတစ်ခုကိုထိတယ်ငါ Steering Cabin တကားကိုဖွင့်ပြီး Microphone ကိုကင်လိုက်တယ် Attention everyone နောက်ထပ်သွားမယ့်နေရာ Normal Sea Area Titanic Power Core အလုပ်လုပ်ပြီးတင်မောကြီးကပင်လယ်ပေါ်မှာအလှပြန်တဲ့လိုင်းဖြူတစ်ခုဖန်တီးပြီးမြန်မြန်ရွှေ့သွားတယ်ဒီဘဝကရှင်တန်ရေးမဟုတ်တော့ဘူး Luxury Cruise တစ်ခုလိုဖြစ်နေပြီ Deck ပေါ်မှာမိန်းကလေးတွေကလုံးဝလွတ်လပ်သွားကြပြီးလေးလံတဲ့သားရေကဝတ်တွေကိုပစ်ချပြီးအေးများတဲ့ခမ်းမစုံနဲ့ short တွေပြောင်းဝှေ့ကြတယ်လူငယ်ဟော်မုန်းတွေနဲ့ပင်လယ်လေကရောနှောပြီးမျက်နှာပေါ်ကိုတိုက်ခတ်လာတယ်ဇောက်ကသူမရဲ့ Hercules Talon ကိုအသုံးပြုပြီးမီတာတဝက်လောက်ရှည်တဲ့ငါးကြီးတွေကိုပင်လယ်ထဲကနေတိုက်ရိုက်ဆွဲထုတ်နေတယ်စားပီက bubble တွေနဲ့ဘဲကိုပတ်ပြီးလေကပြန်လို့လွှတ်နေတယ် Flow ကသူမရဲ့ Dragon ကလေးကိုကင်ထားပြီးအနှဲငယ်တန်ဖိုးမရှိတဲ့ငါးတွေကိုမုန်းတယ်ငါ Blueprint တွေကိုကြည့်နေတော့တကားကိုတရားတီးတယ်လို့ထိုးတယ်Lucy ကတက်ကြွစွာမျက်နှာဖြူနည်းနည်းဖြစ်နေတဲ့မိန်းကလေးအနှဲငယ်ကိုခေါ်ပြီးအနှဲငယ်ရှက်ရှက်နဲ့ဝင်လာတယ် Captain ကျမတို့အဲ့ဒီဟာလာပြီ On floor ရောက်လာပြီ ငါချက်ချင်းနားလည်သွားတယ်နှစ်ပတ်ကြာပင်လယ်ထဲမှာအသက်ရှင်နေပြီးနောက်မိန်းကလေးတွေရာသီလာချင်းရောက်လာပြီအရင်တုန်းကအန်ရီယာတွေကြောင့်မစင်စားနိုင်ခဲ့ပေမဲ့အခုဘဝကအဆင်ပြေလာတာနဲ့ပြဿနာတွေလာပေါ်လာတယ်တင်မောပေါ်မှာမိန်းကလေး69ယောက် Tampa မရှိ Sanitary Pad မရှိ ဒါကတကယ်အကြီးမားဆုံးပြဿနာပဲငါချက်ချင်း Trading Market ကိုဖွင့်လိုက်တယ်ဒီပစ္စည်းတွေကအခု luxury တွေဖြစ်နေပြီနေ့စဉ်3ခါတစ်ထုပ်ကိုရေဘူး30လောက်လိုတယ် World Channel ထဲမှာလူတွေဆဲဆူနေကြတယ် Sanitary Pad ကိုဈေးတက်ရောက်တဲ့သူတွေကိုဆဲဆူအရွယ်ရောက်တဲ့ယောက်ျားတွေကလည်းမိန်းကလေးတွေအတွက်ဈေးမြင့်နဲ့ဝယ်ဖို့တောင်းဆိုနေကြတယ်ငါလှည့်ပြုံးလိုက်တယ်သူတို့အတွက်ဈေးမြင့်ဆိုတာငါအတွက်ဘာမှမဟုတ်ဘူးငါ inventory အများဆုံးရှိတဲ့ salary ကိုရှာပြီး private message ပို့ပြီးအကုန်ဝယ်လိုက်တယ်သူတို့ကငါထုတ်ထားတဲ့ရေဘူးထောင်ချီကိုမြင်ပြီးမေးခွန်းမှတ်တွေစက်တိုက်ပို့လာကြတယ်ငါအယူလားထင်နေကြတယ်ငါစကားမပြောချင်ဘူး trade ကိုတိုက်ရိုက်နှိပ်လိုက်တယ်ပြီးတော့ market တစ်ခုလုံးကိုလုံးဝရှင်းထုတ်လိုက်တယ်တင်မောပေါ်မှာ Tampa နဲ့ Pad အသစ်တွေကိုတောင်းလို့တင်လိုက်တဲ့အခါမိန်းကလေး69ယောက်လုံးအံ့အားသင့်သွားတယ် Lucy ကအော်ပြီးငါ့ကိုပြေးဖက်လိုက်တယ် Captain အခြားသူတွေကမျက်ရည်နီနဲ့ဝိုင်းလာပြီး Long live လို့အော်ကြတယ်ရေဘူးထောင်ချီကိုတုံးပြီးလူတရာလုံးရဲ့မယုံမသွားတဲ့တစ္ဆာရယူလိုက်တာဒီကစားကွက်ကအလွန်အမျက်ကြီးတယ်စတုထနေညနေပိုင်းပင်လယ်မြေပုံပေါ်ကအလင်းဆက်က normal sea area နဲ့ထိစပ်သွားတယ်နယ်နိမိတ်ကိုကြော်လိုက်တာနဲ့အခြေအနေကထူးဆန်းသွားတယ်လေမုန်တိုင်းမရှိတဘာဝအလှတွေမရှိအရာအလုံးကတာမန်လွန်လုံးပြီးစပင်အောင်လှုပ်ရှားစေတဲ့အထိမမှန်မကန်ခံစားရတယ် Elena ကအမြင့်ဆုံးအဆင့် rider ကိုဖွင့်လိုက်တယ် screen ပေါ်မှာမိုင်30အကွာတက်တယ်မှာအသက်ဆွမ်းအားအလွန်ပြင်းထန်တဲ့ကျွန်းကြီးတစ်ခုပြနေတယ်ဒါပဲ Soul of Life ရနိုင်မယ့်နေရာ Full speed ahead မိုင်9အကွာကိုရောက်တဲ့အချိန်အဝတွေတုံခါစွာမြည်လာတယ် Silas Detection Equipment အားလုံးပြတ်သွားပြီ Unknown Energy Field Interference screen ကချက်ချင်း snow noise ဖြစ်သွားပြီ data အားလုံးကဖြစ်သွားတယ်ငါ weakness insight ကိုဖွင့်လိုက်တယ်ပေါ်လာတဲ့အချက်လက်ကပိုပြီးထူးဆန်းတယ် Dream Garden Status slumbering Trump ကျေးဇူးပြု၍လှပသောမိမတော်၏အိမ်မက်ကိုမနှောက်ယှက်ပါနဲ့ဒါကတာမန်ကျုံးမဟုတ်ဘူးဒါက master တကောင်ရဲ့နေအိမ်ပဲလူတွေလက်ဝါးတနက်တွေကင်ထားပြီးအသင့်ဖြစ်နေကြတယ်တင်မောကရေမျက်နှာပြင်ပေါ်မှာရက်သွားတယ်အလွန်တိတ်ဆိတ်နေတဲ့အချိန်အနက်မရှိတဲ့မိမအတန်တစ်ခုကလူတိုင်းရဲ့စိတ်ထဲကိုဓာတ်ရိုက်ထိုးဝင်လာတယ် Outsiders ကျမရဲ့အိမ်မက်ထဲကိုဝင်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်မိန်းကလေးတွေမျက်နှာဖြူသွားတယ်
ငါအတန်နဲ့စိတ်ကိုတည်ငြိမ်ထား Za Lona Chlogo Kobi. စပီရဲ့အယောင်9ရောင်ပေါက်ပုံနဲ့ကာကွယ်ထားပြီးလင်ငယ်နဲ့ကျုံးပေါ်ကိုလှုပ်ဝက်စွာဝင်သွားတယ်မြေပြင်ကိုခြေချလိုက်တာနဲ့ပူနွေးပြီးနူးညံ့တဲ့မြေကြီးအသက်ဆွမ်းအားကထိတွေ့လို့ရတယ်လို့ခံစားရတယ်တစ်ပင်နဲ့တစ်မြစ်တွေကလမ်းဖွင့်ပေးပြီးကျုံးအလဲကိုလမ်းညွှန်တယ်လို့ဖြစ်နေတယ်ရှေ့မှာ Crystal Light တစ်ခုပေါ်လာတယ်ရေကန်အလဲမှာအလင်းပန်းကြီးတစ်ပွင့်ပွင့်နေတယ်တန်းရဲ့အလဲမှာအလွန်လှပတဲ့မိမတစ်ယောက်လဲလျောင်းနေတယ်အစိမ်းရောင်သပင်ရှိနင်းလိုဖြူတဲ့အသားရည်တစ်မြစ်နဲ့ဖန်တီးထားတဲ့ဝတ်စုံအသက်ဆွမ်းအားကြီးမှုကသူမတွေကထွက်ပေါ်နေတယ်သူမကဒီကျုံးပဲအသက်ဆွမ်းအားပေါင်းစည်းမှုပြုလုပ်ပြီးသူမရဲ့ဝိညာဉ်ကိုပြန်လည်ပြုပြင်ရန်ငါအံ့အားသင့်သွားတယ်ဒါကအကူအညီတောင်းတာမဟုတ်ဘူးဒါကငါ့ကိုအသုံးချချင်တာပဲဒါပေမဲ့ဒီဟာက legendary ဝန်ထမ်းပဲသူမကိုရယူလိုက်ရင်လူတရလုံးကိုနေတိုင်းအဖေဟင်းသီးဟင်းရွက်ကျွေးနိုင်မယ်ငါမျက်နှာပြောင်းမပြောင်းပဲမိန်းကလေး၃ယောက်ကိုလှည့်ကြည့်ပြီးဒီကျွန်းရဲ့အင်အားမညီဘူးငါ Titans body နဲ့သူမကို deep treatment လုပ်ပေးရမယ်မင်းတို့ကင်းဆောက်မကြည့်နဲ့သူတို့ယုံတဝက်မယုံတဝက်နဲ့ထွက်သွားကြတယ်ငါအသက်ရှူတစ်ခါယူပြီး Crystal လမ်းကြောင်းပေါ်ကိုတက်သွားတယ်တန်းရဲ့အလဲကိုရှောက်သွားတဲ့အခါအလင်းပန်းကဖြည်းဖြည်းချင်းပိတ်သွားပြီးကိုယ်ပိုင်နေရာတစ်ခုဖြစ်လာတယ်ရှေ့မှာနတ်ဖျားလိုပြည့်ပြည့်စုံတဲ့သူမကိုဒီလောက်နီးနီးမြင်ရတော့ငါမလေးစားမိပဲဓာတ်ရိုက်အဝတ်ကကိုဖယ်ရှားလိုက်တယ်၄နာရီကြာပြီးနောက်၎င်းကရုတ်တရက်ပြန်ပွင့်လာတယ်ဝိညာဉ်အတွင်းနဲ့ဆိုင်ရာကနေအတန်တစ်ခုပောက်ကွဲသလိုထွက်ပေါ်လာတယ်မြင်နိုင်တဲ့အသက်ဆွမ်းအားလိုင်းတစ်ခုကျွတ်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်တက်ရှိအားလုံးကယူသွတ်သလိုကြီးထွားပြီးပွင့်ပြီးထိုင်မှန်ပြီးကြီးထွားမှုနဲ့ပျက်စီးမှုကြားအလှည့်ကျလှည့်ပတ်နေကြတယ်ချက်ချင်းပဲရေကန်အလဲကနေအစိမ့်ပြအလင်းတိုင်ကြီးတစ်ခုကောင်းကင်ထဲကိုထိုးတက်သွားတယ်မိုးတိတ်တွေကိုဖောက်ထွက်ပြီး normal sea area တစ်ခုလုံးကိုအစိမ်းရောင်နဲ့ဖုံးလွှမ်းသွားတယ် World Channel လုံးဝပောက်ကွဲသွားတယ် Legendary လှုပ်ဝက်ရတနာပေါ်ထွက်လာပြီးပင်လယ်သင်းမောတွေအားလုံးမူဆိုးခွေးလိုအလင်းတိုင်ဘက်ကိုအယူလိုပြေးလာကြတယ်အဲ့ဒီအချိန် Crystal Lake အတွင်းမှာ အလင်းတိုင်ကပြန်လှည့်ပြီး Flora ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားတယ်သူမကအစိမ့်ပြမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ပြီးငါကိုကြည့်လိုက်တယ်တတိယမျိုးဆက်ဖွဲ့စည်းမှုစတင်သည် Bloodline Potential Legendary စတုတ္ထ Infinite Conversion အခွင့်အရေးရရှိခဲ့သည်ငါဝမ်းသာဖို့မချိန်ရသေးဘူး Flora ရဲ့အော်တန် Silas သင်းမောတွေအများကြီး Leviathan ကိုဝိုင်းထားကြပြီငါပင်လယ်ဘက်ကိုအေးမြတဲ့မျက်လုံးနဲ့ကြည့်လိုက်တယ် Flora ကိုစာချုပ်ကနေတဆင့်မေးလိုက်တယ်တိုက်ခိုက်နိုင်လား Flora ကခေါင်းလေးကိုလှည့်ပြီးလက်ကိုကောင်းကင်ဘက်မြောက်ပြီးဖြည်းဖြည်းချုပ်လိုက်တယ် Rumble မြေကတုန်ခါပြီးတောင်တွေလှုပ်ရှားသူဖြစ်သွားတယ်ရေထဲကနေရေဘူးတန်လောက်အထူရှိတဲ့မုတ်ပင်ကြီးတွေအများကြီးထွက်လာတယ်ပင်လယ်ပေါ်မှာသွေးနီအောင်လူစားပန်းကြီးတွေ Lotus မီတာ30လောက်ရွယ်ပွင့်လာတယ် Leviathan ကိုဝိုင်းထားတဲ့ Iron Fist Pirates တွေ အချိန်နောက်တစ်ချက်မှာပဲဖျားတရားအပြစ်ပေးမှုကိုကြုံတွေ့လိုက်ရတယ်မုတ်ပင်ကြီးတွေကသူတို့တင်မောအောက်ခြေကိုတိုက်ရိုက်ထိုးခောက်ပြီးရေထဲမှာထိုးတက်လိုက်တယ် Blood Lotus တွေကဆွဲအားကြီးကြီးနဲ့လူနဲ့တင်မောတွေကိုတစုတစည်းအမှုံမွားအဖြစ်ကြိတ်ချေလိုက်တယ်လုံးဝတစ်ဖက်သက်တက်ဖြတ်မှုဇုံးနဲ့အခြားသူတွေကမ်းခြေကနေကြည့်ပြီးအံ့ဩနေကြတယ်ဒီဟာကဖျားရဲ့အင်အားပဲ Flora ကမျက်နှာမလေးပဲခြေထောက်မပါပဲလမ်းလျှောက်ပြီးငါးရှိကိုရောက်လာတယ် Flora Master ကိုနှုတ်ဆက်ပါတယ်ပြီးတော့သူမဝမ်းအောက်ပိုင်းကိုကင်ပြီးမေးတယ် Master ဘယ်အချိန်မှတီးပွင့်နိုင်မလဲငါလုံးဝစကားမပြောနိုင်တော့အောင်ဖြစ်သွားတယ် Flow ကဘေးမှာစိတ်တူပြီးငါကိုကြည့်နေတယ်ငါချက်ချင်းဒီ ritual ကအရန်ရှုပ်ထွေးတယ်မမြန်ပါဘူးငါမေးမယ် Solar Life ပဲမှာလဲ Flora ကမြေကိုလက်ညှိုးထိုးပြီးဒီကျွန်းတစ်ခုလုံးပဲ Holy shit Jack ပါပဲ ငါ seed card ကိုထုတ်ပြီး fertility အဖြစ်ပြောင်းပြီးသူမကိုပေးလိုက်တယ် Flora ကလက်ထဲမှာအစိမ်းရောင်လင်းနဲ့ဖြန့်လိုက်တယ်30စက္ကန့်အတွင်းမျိုးစေ့တွေမြေထဲကနေထွက်လာပြီးပန်းပွင့်ပြီးအသီးထွက်သွားတယ်လူကောင်းထက်ကြီးတဲ့ရွှေရောင်ဖော်ထဲတွေ Epic Rank Golden Holy Crest Potato စားရင် Constitution နဲ့ Spirit တိုးတယ်ငါ Walkie Talkie နဲ့ ထိုးယူပြီးကျွန်းပေါ်လာမြေတူးဒါပေမဲ့ Flora ကအဲ့ဒါကိုအဆင်မပြေဘူးလို့ထင်တယ်သူမကမ်းခြေကိုရှောက်သွားပြီးလက်နဲ့ဆွဲလိုက်တယ်ကျွန်းတစ်ခုလုံးရဲ့အသက်ဆွမ်းအားတွေမီးလင်းပိုးလိုစူးစီးသွားတယ်မြေကြီးကကြောက်ခဲဖြစ်သွားတယ်ကျွန်းတစ်ခုလုံးပြိုကျပြီးပင်လယ်ထဲကိုမြုပ်သွားတယ်သူမလက်ထဲမှာတော့ Money Bond စိတ်တစ်ခုဖြစ်နေပြီတင်မောပေါ်ကိုပြန်ရောက်ပြီးနောက် Chloe ကလက်ကိုချိတ်ထားပြီး Flora ကိုမနာလိုစွာကြည့်ကအေးဆေးဆေးဟင်းလို့မြည်တယ် Flora ကဒီအပြုမှုကိုစိတ်ဝင်စားသွားပြီး Chloe ကိုလိုက်ကအမတ်ထိတ်လှုပ်လိုက်တယ်လက်တွေချိတ်ပြီးခေါင်းလှည့်ပြီးဟင်းလို့အားထုတ်ပြောတာနဲ့တောင်သူမရဲ့လေပင်တောင်လှည့်လို့မရတယ်လို့ဖြစ်သွားတယ်ပြီးတော့ချောလိုခြေထောက်နဲ့တိုက်လိုက်တာအထူးတန်များကိုဘန်းကလေးအတန်ကြီးထွက်အောင်ထိုးလိုက်တယ်လူအလုံးရေတံနဲ့ပြိုလဲသွားပြီး Chloe ကစိတ်တူပြီးမျက်ရည်ထွက်လောက်အောင်ဖြစ်သွားတယ်ညနေလာတဲ့အချိန် Elena က Captain ရဲ့အခန်းတကားကိုခောက်ပြီးဝင်လာတယ်သူမကပိုးသားညဝတ်စုံဝတ်ထားပြီးအနက်ရောင် six stocking ကသူမရဲ့လှပတဲ့ခြေထောက်တွေကိုဖုံးလွှမ်းထားတယ်သူမငါနောက်ကိုလာပြီးကော်ဖီပူတစ်ခွက်ကိုကင်ကာငါခေါင်းကိုနူးညံ့စွာနှိပ်ပေးတယ်စတုတ္ထ Infinite Conversion ကိုဘာအတွက်သုံးမလဲစဉ်းစားပြီးပြီလားငါလက်နောက်ပြန်ယူပြီးသူမရဲ့လက်ကိုကင်ကာကစားနေတယ်
ယလနာကငါရှိမှထိုင်ပြီးခြေထောက်တွေကိုချိတ်ထားတယ်။ Silk ရဲ့တန်တိတ်တိတ်အတန်ကစိတ်ဝင်စားစရာဖြစ်စေတယ်။အခုတော့ကျမတို့ဘာမှမလုပ်တော့ဘူးသူမခွဲချမ်းစိတ်ဖြာတယ်။ဒီ Trump card ကိုတင်ထားပြီးအရေးကြီးတဲ့ rule level တွေးတဲ့အချိန်မှာသုံးတာပိုကောင်းတယ်။ငါ trap ပြီးသူမရဲ့ကလထိုင်နောက်မှာလက်တင်ပြီးသူမကိုဝိုင်းထားလိုက်တယ်။ငါမျက်လုံးကသူမရဲ့အဖြူရောင်ရင်ဘတ်ဘက်ကိုလှမ်းကြည့်လိုက်တယ်။ Professor ပြောတာမှန်တယ်။ဒါပေမဲ့ညနောက်ကျနေပြီ။ဒီတမိုးကြီး Silk Stockings ကိုပင်လယ်ရေကြောင့်ပျက်စီးသွားစေချင်လား။ယလနာမျက်နှာနီးသွားပြီးငါ့ကိုအပြစ်တင်တယ်လို့တွန်းလိုက်တယ်။ Main logic ကိုလှည့်ဖြတ်နေတယ်။ဒါက Captain ရဲ့အမိန့်ပဲ။ငါသူမရဲ့နာနာကိုနီးကပ်ပြီး Tactical meeting မပြီးသေးဘူး Captain ရဲ့မိမအဖြစ်တာဝန်တွေကိုနက်နက်ရှိုင်းရှိုင်းဆွေးနွေးဖို့လိုသေးတယ်။ Flight ခမီးတွေပိတ်သွားတယ်စတုထ conversion အခွင့်အရေးကအလင်းမလိုဘူး။ငါရှိမှရှိနေတဲ့ယတနာကပို့ပြီးအနေရရှိတယ်။နောက်နေ့မနက်စောစောအလဲရှိတန်အိုးကြီးထဲမှာ Teddy က epic potato ကိုပြုတ်နေတယ် ရွှေရောင်လင်းထွက်ပြီးအနက်ကအရန်ကောင်းတယ်။ငါအမိတ်ပေးလိုက်တာနဲ့မိန်းကလေး69ယောက်လုံးဝန်ပလွေလိုတက်လာတယ်။ငါတကိုက်စားလိုက်တာနဲ့ Constitution 3.5 Spirit 3.5ဒါပေမဲ့အခြေအနေကမမှန်ဘူး။ Epic အစားအစာရဲ့အင်အားကအရန်ပြင်းထန်ပြီးသူတို့ခန္ဓာကိုယ်တွေမခံနိုင်ဘူး။အဖျားတက်ကြတယ်။စားပြီးမျက်နှာနီးပြီးချွေးထွက်နေတယ်။ Lily အဝတ်ကိုဖြုတ်နေတယ် Flow jacket ချုပ်ပြီး Elena ရဲ့ silk ကချွေးနဲ့ကပ်နေတယ် Jack ကဆောင်းလိုဖြစ်သွားတယ် မရွှေ့ကြထိုင်ပြီးအင်အားကိုစုပ်ယူငါအမိတ်ပေးလိုက်တယ် ပူလွန်းရင် jacket ချုပ် scientific cooling မိန်းကလေးတွေကခွင့်လွှတ်ပေးထားတယ်လို့ခံစားပြီးအဝတ်တွေချွတ်ပစ်လိုက်ကြတယ်။ Flora ကနားလည်မိတယ်လို့ငါနားကိုနီးလာပြီးငါအဝတ်ကော်လာကိုဆွဲဖွင့်ပေးလိုက်တယ် Master အပူရော့ငါချက်ချင်းသူမလက်ကိုဖိထားလိုက်တယ်ထက်လျှော့လိုက်ရင်ဒီသင်းမောပြန်လန်သွားမယ်တနာရီပြည့်ပြီးနောက်အဖွဲ့လိုက် evolution ပြီးသွားတယ်လူတိုင်းရဲ့ constitution က double digits ထဲကိုဝင်သွားတယ်ဇောက်ကပျော်ရွှင်စွာလှည့်ပတ်ပြီးလက်ချောင်းတွေကွဲတန်ထွက်အောင်လှုပ်ပြီးဒါလောက်နဲ့ဘာမှမဟုတ်ဘူးဒါပေမဲ့ပိုပြီးအနေရရှိတာက evolution ပြီးတဲ့နောက်မိန်းကလေးတွေပိုပြီးရဲတင်းလာကြတယ်သူတို့တယောက်ချင်းငါ့ကိုဝိုင်းလာပြီးငါအပစီကိုလက်နဲ့ထိချင်ကြတယ်မျက်လုံးတွေကအလိုရှိမှုနဲ့ပြည့်နေတယ် cheerleader တွေ quarterback ကိုဝိုင်းထားတယ်လို့ပဲငါရဲလဲရဲစိတ်ပူလဲပူလက်တွေကိုတားနေတော့ observation tour က selfie ရုပ်တရက်အော်တယ် Captain ရှေ့မှာတခုလောလာတယ်လူသေးလိုပဲထင်တယ်ငါစိတ်တင်းလာပြီး binocular ထုတ်မဲ့အချိန် Bullets ဝိညာဉ်ထိတဲ့အတန်ကြီးတစ်ခုပေါက်ကွဲသွားတယ်ကောင်းကင်တစ်ခုလုံးရွှေရောင်ဖြစ်သွားတယ်အလင်းကာကြီးတစ်ခုကျလာပြီးပင်လယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်ဒါကလူသေးမဟုတ်ဘူး announcement ရဲ့အလင်းပဲစာလုံးကြီးတွေအလင်းထဲမှာပေါ်လာတယ် global announcement Novice protection period ended Sea God's mission leaderboard opened global survival leaderboard opened global crew leaderboard opened deck ပေါ်မှာတိတ်ဆိတ်သွားတယ်အားလုံးအံ့ဩနေကြတယ်ငါဖဲနိုကိုဖွင့်လိုက်တယ် crew leaderboard မှာ Leviathan ranked ဒါက Flora ကြောင့်အများကြီးအကျိုးရှိတယ်ဒါပေမဲ့သူမကခံမဲ့မဟုတ် logistics ပုံမူတကယ်တိုက်ခိုက်ရင် ranking ကနည်းနည်း inflated ဖြစ်နေတယ် rank 2နဲ့3ကတော့ epic level fighters တွေကို capture လုပ်ထားကြတယ်တကယ်စစ်အင်အားပါ survival leaderboard ကိုဖွင့်လိုက်တော့ငါစိတ်ကျသွားတယ် rank 2 level shipward fortress rank 2 level 9 ghost ship Leviathan rank 9 Kilo ကစိတ်တူပြီးဘာလဲငါတို့မှာ infinite resources ရှိတယ်နော်ဘာလို့ rank 9ပဲလဲ deck ပေါ်ကယုံကြည်မှုအလုံးပြတ်သွားတယ်တိတ်ငါអော်လိုက်တယ် rank 9ဆိုတာဘာကိုပြောတာလဲငါတို့မလုံလောက်သေးဘူးလို့ပြောတာပဲမင်းတို့ဒီမှာပုံပြီးသိချင်လားဒါမှမဟုတ် Leviathan ကိုတကယ် rank တစ်ဖြစ်အောင်ကိုယ်တိုင်ဖန်တီးချင်လားဇောက်ကပထမဆုံးလက်မြောက်ပြီးသိချင်တဲ့သူတွေကိုပင်လယ်ထဲပို့လိုက်မယ်မောအောင်ပြန်တက်လာတယ်တဝမ်းကအေးအေးဆေးဆေး level 9 upgrade အတွက် special materials လိုတယ် market မှာမရနိုင်ဘူး mission ကနေရှာရမယ်ငါ mission leaderboard ကိုဖွင့်လိုက်တယ် epic mission တစ်ခု purify the lair of the banshee reward 10 units rare materials ဒါက upgrade ကဘက်ကိုပြည့်စုံစေတယ်ဒါပေမဲ့ public mission လူ8ယောက်ပဲ join လို့ရတယ်ပြီးစီးနိုင်တာ1ယောက်ပဲ Elena road plan လို့ destination banshee's lair ညကြောင် Leviathan က full speed နဲ့သွားနေတယ်မိန်းကလေးတွေအားလုံးစစ်အတွက်ပြင်ဆင်နေကြတယ်ဒါက epic level battle ဖြစ်တယ်ငါတယောက်တည်း captain cabin ထဲမှာမြေပုံကြည့်နေတယ်တကားဖြည်းဖြည်းဖွင့်တယ်Elena ဝင်လာတယ်အဖြူ sweater နဲ့ and net silk stockings သူမငါနောက်ကိုလာပြီးငါခေါင်းကိုနူးညံ့စွာနှိပ်ပေးတယ်ငါမျက်လုံးပိတ်ပြီးအေးချမ်းမှုကိုခံစားနေတယ်ရုတ်တရက်ငါသူမရဲ့ခြေထောက်ကိုကြည့်ပြီး Professor Stockings ကပြက်နေတယ် Elena ကခဏတုံးပြန်ပြီးအောက်ကိုကြည့်လိုက်တယ်သူမရဲ့မိန်းမပေါက်နားမှာ silk stocking ကနည်းနည်းပြက်နေပြီးအဖြူရောင်အသားရည်နည်းနည်းထွက်ပေါ်နေတယ်သူမမျက်နှာချက်ချင်းหนีသွားပြီးဖုံးဖို့ကြိုးစားလိုက်တယ်ငါကွေးထိုင်ပြီးအဲ့ဒီပြက်နေတဲ့နေရာကိုဓာတ်ရိုက်ကြည့်လိုက်တယ်လက်ချောင်းနဲ့မတော်တဆထိတယ်လို့လုပ်ပြီးတစ်ချက်ဆွဲလိုက်တယ် right
ပြက်ရပိုကြီးသွားတယ်တလက်နဲ့တကိုယ်လုံးတုန်ခါပြီးအတန်တစ်ခုမထွက်ချင်လိုက်ထွက်လာတယ်သူမကလတ်ထိုင်ပေါ်မှာလျှော့သွားတယ်လို့ဖြစ်သွားတယ် Professor. Swing tactical master တယောက်ကကိုယ့် equipment ကိုတောင်မတွက်ချက်နိုင်ဘူးလားငါထားပြီး storage cabinet ကအသစ်ထုတ်ထားတဲ့ top tail black silk stocking တစ်ထုတ်ပြီးသူမလက်ထဲထည့်လိုက်တယ်ဒါကိုပြောင်းဝစ်လိုက်မနှက်ပြန်စစ်ပွဲအတွက်တရား focus လုပ်တယ်ယဝနာမျက်နှာအလုံးစုံနေပြီးပြေးထွက်သွားတယ်လို့ပဲထွက်သွားတယ်3နာရီကြာတကားပြန်ခောက်တယ်ဒီတစ်ခါ Lolly ဝင်လာတယ်သူမကငါအင်ဂျီကြီးဝတ်ထားပြီးချေမပါပဲမျက်လုံးနီနဲ့ Captain. မနှက်ပြန် mission. ကျမတို့တွေအမြဲအန္တရာယ်စိတ်မပေးနေတယ်ကျမကြောက်တယ်လူတိုင်းကိုအန္တရာယ်ဖြစ်စေမလားသူမ intuition က radar ထက်တောင်တိကျတယ်ငါသူမကိုလက်ထဲဆွဲထည့်ပြီးဘာကိုကြောက်တာလဲကောင်းကင်ကြလာရင်ငါထိမ့်မယ်ငါအပြုံးလေးတစ်ခုနဲ့မနှက်ပြန် main performance မကြစေဖို့ငါ Titan's body နဲ့ main energy ကို guide လုပ်မယ်ဒီ excuse ကမကောင်းဘူးဒါပေမဲ့ Lily ကမင်းမနေပဲမျက်လုံးပိတ်လိုက်တယ်ဒီ lesson ကအလွန်နဲ့ဆိုင်နေ Very gani practice a tea. ညနေအောင်မပြီးဘူး Lily ကပင်မလုံးပြီးငါလက်ထဲမှာအိပ်ပျော်သွားတယ်အဲ့ဒီအချိန် System prompt. Lily's talent potential unlocked. Rune drawing chance to trigger divine oracle. Holy shit jackpot တစ်ခါထပ်ရပြီနောက်နေ့မနက်ငါ Lily ကို no be rune bag ကိုဖွင့်ခိုင်းတယ်ရွှေရောင်အလင်းထွက်လာတယ် Divine oracle at his exclamation. Effect. ငါsafe zone. 30 minutes. Enemy attacks ineffective. Heal ငါ sack. ဒါနဲ့ဆိုဒီ battle set ပြီမနက်အလင်း Levithan က trench of sorrows ကိုရောက်လာတယ်ရေကတိတ်ဆိတ်လွန်းပြီးသွေးနှက်နဲ့အော်တန်တွေခံစားရတယ် fog ရဲ့အတွင်းအခြားတင်မောကြီး9ဆင်းရှိနေပြီး Tyrannosaurus. Cobra. Templar. အားလုံး top players တွေ Meeting platform ပေါ်မှာ လူ20ကျော် Rex ကငါ့ကိုကြည့်ပြီး Levithan captain ကမိန်းကလေး2ယောက်နဲ့ပဲလာတာလား Boom. Zog က shield ကိုချလိုက်တယ် Lona က net ကိုကင်ပြီး ready ဖြစ်နေတယ်ငါမတုတ်ပြန်ပဲ Platform အလဲက 1000 world ဖို့ကိုကြည့်လိုက်တယ် Prepare to dive. အနက်ဆိုင်ဆုံးအမောင်တဲကိုဆင်းသွားကြတယ်ကျိုးတွေကိုကင်ပြီးရေအောက်ကိုဆင်းနေစဉ်ဆက်အားလုံးကိုဖိအားပေးတဲ့အင်အားတစ်ခုကြောင့် stamina ရော့ကျနေတယ်စာပီမျက်နှာဖြူသွားတယ်ငါကတော့ Titan's body constitution 80နဲ့တင်းခံထားတယ်မီတာ90အောက်ကိုရောက်တဲ့အချိန်ညာဘက်ဖက်ခဘရာတင်မောရဲ့ကျိုးကရုတ်တရက်အသက်ဝင်တယ်လို့ပင်လယ်မွေကြီးတစ်ကောင်လိုလှုပ်ရှားပြီးကျွန်တော်တို့ဘက်ကိုအပြင်းထန်ထိုးလာတယ်ဒါကကျွန်တော်တို့ကိုအောက်မဲ့သို့ပစ်ချချင်တာပဲတေးချင်လားဇာအော်လိုက်တယ်သူမရဲ့ Hercules talent ကို Max power နဲ့အသုံးပြုပြီးကျိုးကို6နဲ့ကပ်ပြီး shield ကိုတိုက်ရိုက်ထိုးခံလိုက်တယ် Clay. အတန်ကြီးတစ်ခုရေအောက်မှာတုန်ခါသွားတယ်ဇိုကလုံးဝမနောက်ပြန်ပဲခံနိုင်ခဲ့တယ်အမောင်ထဲကနေ Cobra Captain Viper ရဲ့အတန်ဟာလက်လွတ်သွားတာပါစိတ်မထားပါနဲ့ငါမျက်လုံးအေးသွားတယ် Lona return gift. လေထုကွဲသွားပြီး Lona မမြင်ရတော့ဘူး2စက္ကန့်အကြာCobra ဘက်ကလူတယောက်လက်ကပြက်ပြီးသွေးတွေပေါက်ထွက်လာတယ်လက်လုံးတစ်ခုလုံးပင်လယ်အောက်ကိုကျသွားတယ် Lona ပြန်ပေါ်လာပြီးဓာတ်ပေါ်မှာသွေးတစ်ဆက်တောင်မရှိဘူးလူအားလုံးတိတ်ဆိတ်သွားတယ် Leviathan ရဲ့ မိန်းကလေးတွေ တန်းလေးတွေမဟုတ်ဘူးဆူရှိတဲ့အနေရဲ့ပန်းတွေအောက်ဆုံးကိုရောက်တဲ့အခါရေအောက်ကသစ်ခဲတစ်ခုအလဲမှာပျက်စီးနေတဲ့ altar တစ်ခုရှိတယ်အနီးမှာအနက်ရောင်လူရိပ်တွေလေထဲမှာလှောနေတယ် Wailing shadow. Effect. ငါ safe Physical immunity. Mental attack. Rex ကစိတ်ပြင်းထန်ပြီးတေးပါလက်နက်ကြီးနဲ့တိုက်လိုက်တယ်ဒါပေမဲ့ Shadow ကမသေးဘူးပြန်ပြီး metal shockwave ထုတ်လိုက်တယ် Rex ကနောက်ပြန်လန်သွားပြီးလှုပ်ရှားမှုနှေးသွားတယ် Physical attack useless. ငါပြုံးလိုက်တယ် Chilo. လက်ခုပ်တစ်ချက်ခောက်လိုက်တယ် Dragon baby ကပြန်တက်ပြီး Roar. မီးလောင်နေတဲ့နဂါအသက်ရှူလိုင်းကရွှေရောင်လျှက်စစ်မီးလုံးတွေရောနှောပြီး Monster အုပ်စုကိုအမြင့်စွမ်းအင်လေဆာတနက်လိုဖျက်ဆီးသွားတယ် Physical immunity. ငါကတော့ magical true damage ထုတ်တာပဲလျှက်စစ်နဲ့မီးရန်တွေထိလိုက်တာနဲ့အနက်ရောင်ရှယ်တောက်တွေကအော်တန်တော်မထွက်နိုင်ပဲဓာတ်ရိုက်ပြောက်ကွယ်သွားတယ်အလွန်ပြင်းထန်တဲ့အလင်းရောင်ကတခန်းလုံးကိုလင်းလက်စေတယ် Rekha ရဲ့မျက်လုံးတွေထွက်တော်မလို့ဖြစ်သွားတယ်အခြားခါထိန်တွေကကျွန်တော်တို့အဖွဲ့ကိုကြည့်ပြီးချက်ချင်းတတိထားမှုနဲ့လောဘစိတ်တွေပြည့်သွားကြတယ်ကျွန်တော်တို့ကမော်နာဆရာတွေကိုတယောက်တည်းမထိခိုက်ပဲတန်ရှင်းစွာရှင်းလင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲအတာပေါ်မှာသွေးနီအောင်အရှိခိတ်လိုက်တဲ့စာသားတစ်ကြောင်းပေါ်လာတယ်ခိုင်မာတဲ့ဝိညာဉ်ရှိခုကို sacrifice လုံးမတခင်ကိုနိုးထစေမိငါရင်ထဲတုန်ခါသွားတယ်ဒီနေရာမှာ captain ရှေ့ရောက်တိတိကျကျရှိနေတယ်ဒါက mutual trap ပဲငါမပြောနိုင်ခင်မှာပဲတိတ်ဆိတ်မှုကိုဖောက်ထွက်သွားတဲ့အတန်တစ်ခုထွက်လာတယ်အပြစ်မရှိတဲ့ captain old George ကခေါင်းကိုဖြည်းဖြည်းချင်းချလိုက်တယ်သူ့ရင်ဘက်ထဲမှာသွေးလူနေတဲ့ cross sword အဖျားတစ်ချောင်းထိုးဝင်ထားတယ် Father Alex ကသူ့နောက်မှာရက်နေပြီးမျက်နှာပြုံးပြုံးနဲ့ဖြည်းဖြည်းချင်းလက်နက်ကိုဆွဲထုတ်လိုက်တယ် Altar ကိုအစပြိုးဖို့လိုတယ် dust to dust ashes to ashes First blood
Old George ရဲ့ crew အားလုံးတစ်ခဏအတွင်းတေဆုံးသွားတယ်တခန်းလုံးအငွေ့တက်ချက်ချင်းပြောင်းသွားတယ် Father Olakas ကတွေးဆိုးနေတဲ့ sword ကိုအဖြူရောင်လက်ကင်ပူဝါနဲ့တုပ်လိုက်တယ်ဂုံတရေရှိ gentleman တို့ရှင်တန်တဲ့သူကစုကြီးကိုမျှဝေမယ်ဒါကဖျားရဲ့ဆန္ဒပဲသူ့နောက်က Templar Knights ကိုရောက်လေတပြိုင်နက်လှမ်းလာပြီး Holy Light တွေတောက်ပနေတယ်ဒီဖျားဆန်တဲ့အယူက field ကိုထိန်းချုပ်ပြီး hunting game စတင်နေတာပဲ Bullshit Rack ကအော်တယ် Vapor ကတော့ချောချောမွေ့မွေ့နဲ့နောက်ဆုတ်နေတယ် Father ပြောတာမှန်တယ် survival of the fittest အဲ့ဒီနောက် audience ကချက်ချင်းပြိုကွဲသွားတယ်ငါမင်းကလေးတွေကို dead corner ဘက်ဆုတ်ခိုင်းလိုက်တယ် Zhou က shield ကိုမြှောက်ထားတယ် Lona က stealth mode ဝင်တယ် Dragon Baby က front line ထိန်းထားတယ်ငါတို့မလုပ်ရင်သူတို့မတိုက်ရဲဘူးချက်ချင်းမျိုးစတင်သွားတယ် skill တွေပြန်တန်းနေတယ် Ordan တွေမိုးကောင်းကင်ထိလှုပ်ခတ်နေတယ် Rex က Father Alexa ရဲ့ထူးဆန်းတဲ့ sword blade ကြောင့်လှည့်ပတ်ခံရပြီးတွေးတန်ရာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ် Vapor ကအားနည်းသူတွေကိုတိုက်ပြီးတိတ်တဆိတ်ကလုံနေမကြခင်စတုထ captain လည်းကျသွားတယ်အဒါဘောကအနီရောင်စာလုံးတွေတောက်ပလာတယ်ကြောက်သားလွာတွေကျွတ်ကြပြီးအတွင်းကတွေးလို့ခုတ်တယ်လေဖြစ်နေတဲ့အရာတစ်ခုပေါ်လာတယ်အပေါ်ဆုံးမှာအနက်ရောင်ဖောက်တစ်ခုစူးစီးလာတယ်အမျိုးသမီးပုံရိပ်တစ်ခုပေါ်လာတယ်မျက်နှာမရှိစပင်အနက်ကြီးလှုပ်ရှားနေတဲ့ Banshee Epic Rank Promotion to Legendary Stats အလွန်ကြီးမားတဲ့ mental pressure ကြောင့်လူတိုင်းစပင်ထောင်သွားတယ် Stop fighting boss ထွက်လာပြီးနောက်ကျသွားပြီး Woo Banshee ကဆူရှာတဲ့ ordan ကြီးထုတ်လိုက်တယ် Rex ကအရင်ဆုံးထိသွားပြီးနှာခေါင်းသားမျက်စိတွေကတွေးထွက်လာတယ်အာယုံလုံးဝပြတ်သွားတယ် Father Alexa နဲ့ Viper လည်းပြင်းထန်တဲ့ဖိအားကြောင့်နောက်ဆုတ်သွားတယ်ငါတို့ဘက်မှာ Zhou က shield နဲ့တားထားတယ် Sappy ရဲ့ bubble က mental whip ကိုထိန်းထားတယ် အခြားသူတွေကတော့ချက်ချင်းအယူလိုဖြစ်သွားကြတယ် Banshee က Rex ကိုလက်ညှိုးထိုးလိုက်တယ် အကြီးမားဆုံး suction force တစ်ခုထွက်လာပြီး Rex ကိုအရေးခွန်လိုခြောက်သွားအောင်ဆွဲယူလိုက်တယ်ပြီးတော့သူမမောက်ကိုဖွင့်ပြီးဆုပ်စားလိုက်တယ်သူမအရွယ်ပိုကြီးလာတယ် Fifth Captain Fall ဒါက Claire လောက်တာမဟုတ်ဘူးလူတွေကိုအစာကျွေးတာပဲ Banshee ကနောက်တစ်ယောက်ကိုကြည့်တယ် Father Alex ကမျက်နှာပြောင်းသွားပြီး Demon of Hell ငါကဖျားရဲ့ကိုယ်စားလှယ်ပဲသူ့ပါတီက3မီတာထိကြီးထွားပြီးရွှေရောင်လင်းတောက်ပလာတယ် Strength Talent Paladin's Golden Armor Banshee က Black Mist Whip နဲ့ထိုးတယ် Clay Father Alex ကတားထားပေမဲ့ ground အောက်ကကြောက်တွေပြိုကျသွားတယ်သူ့20ကျော်သွားတယ်သူကငါတို့ကိုလှည့်ကြည့်တယ် Leviathan မင်းတို့မလုပ်သေးဘူးလားငကားကိုမီးရှံထုတ်ခိုင်းပါပြီးတော့သူတိုက်ရမယ့်အစားရုတ်တရက်ဥတီချက်ပြောင်းပြီးငါတို့ဘက်ကိုဝင်လာတယ်သူကငါတို့ကို Cannon Fire လုပ်ချင်တာပဲတေးချင်တာပဲ Zhou က shield ကိုထိုးချတယ် Luna stealth ဝင်သွားတယ် Banshee ရုတ်တရက်အလွန်ကြီးမားသွားပြီး Echo of Despair Full out အနက်ရောင်ရှာကိုတစ်ခု nuclear explosion လို့ပောက်ကွဲသွားတယ် Father Alex ကတိုက်ရိုက်ထိသွားတယ် Gold Armor ပြတ်သွားတယ်အလင်းမုံတွေဖြစ်ပြီးပျောက်ကွယ်သွားတယ်သူလဲကျပြီးတေသွားတယ် Viper ကလည်း ခေါင်းကိုကင်ပြီးអော်ပြီးအယူလိုဖြစ်သွားတယ်ကျန်တာကငါတို့အဖွဲ့ပဲ Banshee က slowly လှည့်လာပြီး သူမရဲ့အမဲရောင်အာယုံက Leviathan အဖွဲ့ကိုတိတိကျကျ lock လုပ်လိုက်တယ်